ဒီလိုနဲ့သူရီစားဟောင်းမျက်မမြင်မျိုးသမီးလေးမျက်စိခွဲစိတ်ကူတာဖို့ငွေရှာနိုင်ဖို့အတွက်အဲ့ဒီလူငယ်ဟာတရားမဝင်တဲ့မြေအောက်စီးပွားရေးလောကတိုက်ပွဲတစ်ပွဲမှာပါဝင်တိုက်ဖို့သဘောတူလိုက်တယ်ထွက်ခွာမသွားခင်သူ့ကိုယ်ပိုင်စာရွက်စာတမ်းအားလုံးကိုဖျက်ဆီးပစ်လိုက်ပြီးတထေးကြီးစီကနေလုံးဝအသစ်ဖြစ်တဲ့လှုပ်ဝက်ကိုယ်ပိုင်မှတ်အသားတစ်ကိုရေးလိုက်တယ်စေယုံကိုသွားပြီးဂျင်ကာကိုသူပြောပြလိုက်တယ်မင်းမျက်စိခွဲစိတ်မှုအောင်မြင်ပြီးတာနဲ့ပထမဆုံးမြင်ရမယ့်သူကငါပဲဖြစ်ရမယ်အဲ့ဒီစကားနဲ့သူဂျီမင်းဟာမြေအောက်တိုက်ကွင်းထဲကိုဝင်ရောက်လိုက်တယ်အရင်တုန်းကသူ့အတူလိုက်ပြီးလေ့ကျင့်ခဲ့မှုတဲ့သူကတတိပေးလိုက်တယ်ဒီမှာစီကန်းဆိုတာမရှိဘူးနိုင်ဖို့ဆိုတာပြိုင်ဘက်ကိုလုံးဝတတိလစ်အောင်ရိုက်ချရုံပဲဆိုတာကိုတဲ့တိုက်ပွဲစားတာနဲ့ဂျီမင်းဟာအလွယ်တကူပဲရှုံးနိမ့်ခဲ့တယ်သူပြီးဆုံးသွားပြီလို့အားလုံးထင်ခဲ့ကြတယ်သူချစ်ရတဲ့အမျိုးသမီးကိုသူမှတ်မိလိုက်တဲ့အချိန်ထိပေါ့ချစ်ချင်းမြတ်တာဆွမ်းအားနဲ့အတူသူဟာပြန်လည်တိုက်ခိုက်ဖို့စတင်လိုက်တယ်အံ့ဘွယ်ကဘာလက်ချီချက်တစ်ချက်နဲ့အတူဂျီမင်းဟာတိုက်ပွဲကိုအနိုင်ရလိုက်တယ်စုကြီးအနေနဲ့တန်းနဲ့ချီတန်နဲ့စိန်တလုံးရခဲ့တယ်သူလို့ရမှာကဒီစိန်ကိုဘေးကင်းကင်းနဲ့ပြန်ယူလာပြီးတာဝန်အောင်မြင်အောင်လုပ်ရုံပဲမကြခင်မှာပဲဂျီမင်းဟာကိုရီးယားကိုပြန်ရောက်လာတယ်ဆရာဝန်ကိုဖုံးဆက်ပြီးဂျင်ကာရဲ့ခွဲစိတ်ကူတာမှုအောင်မြင်ကြောင်းသိရတယ်ပျော်လုံးတဲ့အတွက်ဆရာဝန်ကိုထက်ကကျေးဇူးတင်ခဲ့တယ်ချက်ချင်းဆိုသလိုသူ့နောက်မှာကားတစ်စီးမြန်နှုံးမြင်လာပြီးသူ့ကိုတိုက်မိခဲ့တယ်အဲ့ဒီကားထဲမှာသူ့အရင်တုန်းကလေ့ကျင့်ရေးသားရှိနေခဲ့တယ်ဖြစ်ခဲ့တာကအဲ့ဒီလေ့ကျင့်ရေးသားဟာဂျီမင်းရှုံးမယ်လို့အကုန်လုံးအပင်ပန်းခံလောင်ကြီးထိုးထားပြီးရှုံးနေသွားခဲ့တာပါဂျီမင်းရဲ့အိတ်ထဲကစိန်ကိုသူတို့ခိုးယူသွားကြတယ်သူတို့ဂျီမင်းကိုအပိတက်ဖို့လုပ်နေချိန်မှာပဲဖြတ်သွားတဲ့ကားတစ်စီးကသူတို့ကိုထွက်ပြေးသွားစေခဲ့တယ်ဂျင်ကဆေးရုံကဆင်းပြီးနောက်ဂျီမင်းစီကနေဘာတိယုံမှမကြားရတော့ဘူးသူပျောက်ဆုံးကြောင်းရဲစခန်းမှာသတင်းပို့တိုင်ကြားခဲ့တယ်ဒါပေမဲ့သူတို့ချင်းလက်ထပ်ထားတာမဟုတ်တဲ့အပြင်ဆွေမျိုးလည်းမဟုတ်တော့သူမရဲ့တောင်းဆိုမှုကိုညှင်းပယ်ခံလိုက်ရတယ်နှစ်ကြာသွားခဲ့တယ်ဂျင်ကာဟာအိုးလုပ်ငန်းလေးတစ်ခုကိုဖွင့်လှစ်လိုက်တယ်လာကြတဲ့ချစ်ကြိုက်သူတိုင်းကိုသူမကညှင်းပယ်နေခဲ့တယ်တနေ့မှာဂျီမင်းဟာသူ့စီပြန်လာမယ်ဆိုတဲ့ယုံကြည်ချက်နဲ့အတူသူ့ရဲ့မှတ်ဉာဏ်တွေကိုသာအသုံးပြုပြီးသူ့မျက်နှာကိုထုလုပ်ဖို့ထက်ကစူးစမ်းခဲ့တယ်ဒါပေမဲ့ဘယ်တော့မှမှန်အောင်မထုလုပ်နိုင်ခဲ့ဘူးမုံဝါးနေတဲ့ရုပ်ထုလေးကိုသူမကင်လိုက်ပြီးမျက်ရည်များကျရွှဲခဲ့တယ်အချိန်ပိုတဲ့အခါမှာဂျင်ကာဟာပြန်လဲထူထောင်ရေးစင်တာတစ်ခုမှာစေတနာဝန်ထမ်းအဖြစ်လုပ်ကင်ခဲ့တယ်လူနာတွေကိုပြန်လဲကောင်းမွန်စေဖို့နှိမ့်နယ်ကူတာမှုတွေပေးခဲ့တယ်တနေ့မှာလူနာအသစ်တစ်ယောက်နဲ့သူမတွေ့ခဲ့တယ်အဲ့ဒီလူနာဟာအသက်ရမ်းကန်ကောင်းခဲ့တဲ့ဂျီမင်းပါပဲဂျင်ကာဟာကူတာမှုပေးဖို့သူ့စီကိုချင်းကပ်သွားခဲ့တယ်ဂျီမင်းဟာမျက်ရည်တွေကိုချုပ်ထဲထားလိုက်တယ်သူ့အတန်ကြောင့်သူ့ကိုယ်သူထုတ်ပြောမိမှာကိုကြောက်နေခဲ့တယ်သူမလိုပြည့်စုံနေတဲ့အမျိုးသမီးအတွက်သူကမထိုက်တန်ဘူးလို့ခံစားနေရတယ်ဒါပေမဲ့ဂျင်ကာကသူ့ကြောပိုးကိုနှိမ့်နယ်ပေးနေတဲ့အချိန်မှာကျွမ်းဝင်နေတဲ့ခံစားမှုတစ်ခုကသူမရဲ့လက်ချောင်းထိပ်တွေကနေတဆင့်ဖြတ်စီးသွားခဲ့တယ်ဒီခံစားမှုဟာဂျီမင်းနဲ့တထရရဲနေတယ်လို့ပဲသူမဟာပင်ကိုသဘောအရအိယာနာကအမိပြားကိုကြည့်လိုက်တယ်အမိမျိုးကိုမြင်လိုက်ရတဲ့အခါသူမဟာတရော်တန်စွာနဲ့ပြုံးပြလိုက်တယ်သူမထွက်ခွာသွားပြီးနောက်မှာဂျီမင်းဟာထိန်းချုပ်ထားတာတွေကိုဆက်မထားနိုင်တော့ဘူးမျက်ရည်တွေဟာသူ့မျက်နှာပေါ်ကိုစီးဆင်းကျလာခဲ့တယ်သူကင်ထားတဲ့ခဲတုံးကိုလက်လျှော့လိုက်တယ်မကြခင်မှာပဲဂျီမင်းဟာစင်တာကနေထွက်ခွာဖို့ဆုံးဖြတ်လိုက်တယ်သူမကိုနောက်ဆုံးတစ်ချိန်မြင်ခွင့်ရဖို့ဂျင်ကာရဲ့အိုးလုပ်ငန်းခန်းစီကိုသွားခဲ့တယ်အဲ့ဒီမှာလိတ်ကလေးတစ်ကောင်ကိုသူမြင်လိုက်ရတယ်သူဟာတိတ်တဆိတ်ဒီလိတ်ကလေးကိုယူလိုက်တယ်သူမနဲ့ပြန်လဲဆုံတွေ့နိုင်မှာမဟုတ်ရင်တော့သူမကိုတတိယဖို့တစ်ခုခုတော့ရှိနေမှာပါလို့ဒါပေမဲ့သူဝေးမရောက်သေးခင်မှာဝိုရိုးဆိုတဲ့လမ်းညွန်ခွေးဟာသူ့ကိုပြေးဝင်တိုက်လိုက်ပြီးဝမ်းသာစွာနဲ့သူ့အမိကိုလှုပ်ခတ်နေခဲ့တယ်ဂျင်ကာဟာပြေးလာပြီးသူ့ကိုထမြောက်အောင်ကူညီပေးခဲ့တယ်သူမကကျွန်တော်တို့တွေ့ဘူးကြလားလို့မေးမြန်းလိုက်တယ်ဂျီမင်းဟာစကားမပြောရဲခဲ့ဘူးဝိုရိုးဟာသူ့ကိုမှတ်မိသွားတယ်ဆိုတာသူသိခဲ့တယ်သူဟာလှည့်ပြီးလမ်းလျှောက်ထွက်သွားခဲ့တယ်သူချစ်ရတဲ့အမျိုးသမီးအတွက်သူ့မှာရှိတဲ့အားလုံးသောလွမ်းဆွတ်တန်းတခြင်းတွေဝမ်းနဲ့ပူဆွေးမှုတွေနဲ့ချစ်ချင်းမြတ်တာတွေဟာတစ်ချိန်တည်းမှာပောက်ကွဲထွက်လာခဲ့တယ်သူချစ်မိပြီးသားအမျိုးသမီးအတွက်သူ့စိတ်ထဲကနေတိတ်တဆိတ်ပဲဆူတောင်းပေးခဲ့ရုံပဲအိုးလုပ်ငန်းခန်းစီပြန်ရောက်တဲ့အခါဂျင်ကာဟာလိတ်ကလေးပျောက်သွားတာကိုသတိထားမိခဲ့တယ်သူမရဲ့ဝန်ထမ်းတွေကိုမေးမြန်းမယ်ဆိုတဲ့အချိန်မှာပဲတကားဝနာကိုသူကြည့်လိုက်မိတယ်သူမရဲ့စိတ်ထဲမှာတစ်ခုခုကိုရုတ်တရက်သဘောပေါက်သွားခဲ့တယ်လမ်းပေါ်ကိုပြေးထွက်ပြီးသူစောင့်ဆိုင်နေခဲ့တဲ့လူတစ်ယောက်ကိုရှာဖွေခဲ့တယ်ဒါပေမဲ့တစ်ချိန်ထပ်ပြီးသူဟာပျောက်ဆုံးနေပြန်ပြီဂျင်ကာဟာချမ်းပြင်ပေါ်ကိုလဲကျပြီးရင်ခွဲနာကြငိုကြွေးခဲ့တယ်သူ့ကိုမြ мян ဆန်မမှတ်မိနိုင်ခဲ့တဲ့အတွက်နောင်တရနေခဲ့တယ်ဒါပေမဲ့သူမဟာလက်လျှော့မပေးခဲ့ဘူးဂျီမင်းသွားလောက်တဲ့နေရာတစ်ခုကိုသူမစဉ်းစားမိခဲ့တယ်သူတို့ချစ်ချင်းမြတ်တာကိုမှတ်တမ်းတင်ခဲ့တဲ့မျက်နှာပေးကိုပဲသူမဟာနေတိုင်းညတိုင်းလွမ်းဆွတ်တန်းတနေခဲ့တဲ့မျက်နှာကိုမြင်သာစွာထိတွေ့လိုက်တယ်သူမကမင်းကသာပဲငါမြင်ရတဲ့သူလို့တိုးတိုးလေးပြောလိုက်တယ်သူတို့ဟာတင်းတင်းကြပ်ကြပ်ရင်ဖွင့်နာစီပွေ့ဖက်ခဲ့ကြတယ်သူ့ကြောင့်ပဲသူမရဲ့ကဘာမှာနောက်ဆုံးတော့အလင်းရောင်ရှိလာခဲ့တယ်